ဖြစ်နိုင်တာတွေကိုစတန့်ထွင်နေသော energy ဒီအများကြီးတာဝန်ယူရမှာဖြစ်တယ်ရန်ဒီနေရာမှာလည်းသူပြောရန်ပေါက်ကွဲမှုကိုဖြစ်နိုင်တာတွေသူပြောသွားနော်အောင်မြတ်ကိုကလည်းပြောရန်ပေါက်ကွဲမှုဖြစ်တာကိုတဲ့လိမ်ပြီးသတင်းထုတ်တဲ့အကြမ်းဖက်အားပေးမီဒီယာတွေပါဒါကလည်းထက်တွက်စဉ်းစားရစရာတစ်ခုဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဗျာနော်ဒီကိစ္စမှာတစ်ဖက်စေသွေးကြမီဒီယာတွေကတင်သောသတင်းတွေပေါ်မှာကျွန်တော်တို့ခန်းစားချက်တွေအများကြီးပြင်းထန်ပါတယ်နော်ထို့တူစစ်တပ်ဘက်ကလည်းဒီကြောင်းတိုက်ခိုက်မှုတွေမလုပ်ဘူးလားဆိုတဲ့ခါကျအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel မှာကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကဆိုရင်မြန်မာနိုင်ငံအတွင်းလက်တလောဖြစ်ပေါ်နေတဲ့နေ့စဉ်သတင်းထူးသတင်းတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ရဲ့ channel ကိုစောင့်မျှော်အားပေးဖို့တိုက်တွန်းအပ်ပါတယ်မှုနဲ့သူတို့လုံခြုံမှုရှိမှာဆိုတော့သူတို့ကောင်းသိရတဲ့အတွက်ကြောင့်မလို့အဲ့လိုနေရာမျိုးတွေမှာဘယ်ပေါ့နော်အမြင်ကွဲပြားသူတွေကသွားနေလို့မရဘူးနေတာနဲ့သူတို့တွေအမျိုးလောက်ကြံတပ်ဖြတ်မှုတွေနော်မောင်းထုံမှုတွေဒါမျိုးတွေကကျွန်တော်အခုဒါတွေ2021ပေါ့ဗျာနော်စာလုံးစဖြစ်ကြတဲ့ကကျွန်တော်ဒီဇိုင်းမဲ့ကျွန်တော်လေ့လာနေခဲ့တာဖြစ်တယ်အဲ့တော့အဲ့နေရာတွေကသူတို့တွေအဲ့လိုမျိုးနေတော့ဘလို့နေမလဲသူတို့တွေဒါတတိတခြားနေမယ်ဟဲ့ဆိုရှင်စစ်တပ်ကရေးယူသွားမှာပေါ့သူတို့တွေလုံခြုံမှုအတွက်ကပြည်သူကိုအမြဲတမ်းလူသားတိုင်းအဖြစ်နဲ့အကာအကွယ်အမြဲတမ်းယူပြည်သူကြားခိုအောင်ပြီးတော့အစိုးရဖွဲ့နေတာထောင်ထားချနာနေတာပြည်သူကိုအားကိုးပြီးတော့ဒါမျိုးပေါ့ဒီလိုမျိုးအစိုးရယူနေတာဟာသူတို့တွေရဲ့ပြဿနာဗျအဲ့တော့အဲ့လိုမျိုးမလုပ်ပြန်တော့လေဥပမာပြစစ်တပ်ကသူတို့ကိုမနှိမ်နှင်းမြန်လို့ရှိရင်လေတဖြည်းဖြည်းနဲ့ကင်ဆာဆဲလိုမျိုးဒီစကိုင်းကမှမကွေးကမှမန္တလေးကမှပဲခူးကမှရန်ကုန်တနိုင်ငံလုံးကိုအုတ်ချွေရန်နေရပျက်စီးအောင်ပို့ပြီးဒုက္ခရောက်မဲ့အရေးဖြစ်တယ်လीနော်အဲ့တော့တက်မတော်အနေနဲ့လေလိုအပ်တယ်လို့ခါခွင့်တင်တယ်လို့အရေးယူရတာတွေရှိတယ်ဆိုတာကိုကျွန်တော်တို့နားလေတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောပြရရင်တော့ဘယ်ဘက်ချမ်းကိုမှဘယ်ဘက်ချမ်းရဲ့လောက်ရက်ကိုမှမှန်တယ်လို့ကျွန်တော်ပြောဘူးအဓိကကတော့အစိုးရယူနေတဲ့ NUG ဒီတော့စင်ဆက်မြန်လဲလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဘက်ကိုကျွန်တော်တို့ယုံကြည်မှုအဖြစ်နည်းနည်းပို့ပြီးအလေးသာသွားပေမဲ့စစ်တပ်ဘက်ကပြန်လဲပြီးတော့ထုချေလာတော့နော်စစ်တပ်အပိထောက်ခံသူပဲဖြစ်ဒီဘက်ကပြန်လဲတင်ပြတဲ့အချက်လက်တွေအဖြစ်ကြည့်မယ်ဆိုရန်ပေါက်ကွယ်မှုကိုလိမ်ပြီးတော့သတင်းထုတ်တာလည်းဖြစ်နိုင်တယ်အဲ့ဒါလည်းဖြစ်နိုင်တဲ့ကိစ္စတွေနဲ့တစ်ခုပဲလေနော်ကျေးဇူးတင်ပါတယ်ဒါမျိုးထောက်ပြတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဟုတ်တယ်ရန်ပေါက်ကွယ်မှုဆိုတာဖြစ်ထားရှိသောအရာတစ်ခုဖြစ်တယ်အဲ့တော့အခု KIA နဲ့ကျွန်တော်တို့ကချင်ပြည်နယ်နဲ့ကျွန်တော်တို့ဒီစကိုင်းတိုင်းကမြေပြင်ကူးလူသွားမယ်ဟေးဆိုရှင်လွယ်ကူသွားပြီ။ဘာကြောင့်အင်းတော်မြို့ကိုသူတို့ရသွားတဲ့အတွက်ကြောင့်မို့လို့အဲ့ကနေပြီးတော့ဒီကချင်ပြည်နယ်ဖားကန်းတော်ရဟန်းပေါက်ကွဲအားတွေအရန်သုံးရတော့ဒီကျွန်တော်တို့ကချင်ပြည်နယ်မှာပေါက်ကွဲမှုပြင်းတဲ့ရဟန်းတွေပေါ့အသုံးပြုပါတယ်။ဘာကြောင့်ဆိုကြောက်တူးရတယ်လေကြောက်တူးတဲ့ခါမှာအဲ့ဒီကရဟန်းတွေအားလုံးကကချင် KIA ကစကိုင်းကိုဝင်လာခြင်းနဲ့တူပါလာပါတယ်။အဲ့ဒီရဟန်းတွေကစီမံခန့်ခွဲမှုမတက်ဘူးဆိုလို့ရှိရင်တော့ပေါက်ကွဲတက်တော့အရာတစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဘက်ကထောက်စားကြည့်မယ်ဆိုတော့ဒါလည်းဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်နော်ဖမ်းမင်းတဲ့ကမောင်ကြီးတဲ့ကျွန်တော်တို့ရွာမှာလည်းအရင်ကနွားကြောင်းတဲ့ကောင်လေးတဲ့လက်နဲ့ရပြီးတော့ရမ်းပဲစိုးနေကြတယ်တဲ့ရွာက PDF ဘယ်သူမစိုးတဲ့နာမည်အတိအကျပေးပြင်မဲ့တာဝန်ရှိသူတွေသိအောင်ကူညီပါအောင်တဲ့ဘာမှဖမ်းဆီးဆောင်ရွက်ခြင်းမရှိတဲ့ပုံစံမျိုးပြောတယ်လို့ကျွန်တော်နားလည်ပါတယ်နော်ဟုတ်လားအဲ့တော့ပြည်သူကြားနေတယ်ဆိုလဲတဲ့ပြည်သူထိခိုက်အောင်မလုပ်ရဘူးလေတဲ့အားလည်းမှန်ပါတယ်ပြည်သူကြားနေတယ်ပြည်သူထိခိုက်အောင်မလုပ်ရဘူးဒါပေမဲ့ဘယ်လိုလုပ်မလဲဒီနိုင်ငံအေဂျင့်ဖို့အတွက်ကပြည်သူကြားထဲမှာခိုအောင်နော်ပြည်သူကြားထဲမှာခိုအောင်ပြီးတော့အင်တာနက်ပေါ်ကနေလေလုံးထုတ်နေတဲ့ဒီ NLD တစ်ဖြစ်လဲကျွန်တော်တို့ဟိုတုန်းကစစ်သွေးကြဒီအစိုးရယူတွေကိုကျွန်တော်တို့အဓိကပြစ်တင်တယ်သူတို့တွေရဲ့လေလုံးထုတ်မှုเนาะသူတို့တွေရဲ့ပြည်သူကြားထဲမှာခိုအောင်ပြီးတော့အိမ်ကြီးပေါ်အိမ်လေးစောင့်နေတဲ့ကိစ္စမျိုးอ่ะဘလို့မှမနှိမ်နေရင်လဲတမောက်နှိမ်နေရင်လဲတမောက်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့သူတို့အများအားပြောနေတယ်ပေါ့ collateral damage မရွယ်ဘဲနဲ့ထိခိုက်နစ်နာရတဲ့ပြည်သူဖြစ်သွားတာပေါ့ဗျာเนาะအဲ့တော့ဆိုရကလေရင်နဲ့လေချောင်းနဲ့နှိမ်နှင်းခဲ့သည်ရှိမနှိမ်နှင်းခဲ့သည်ရှိနှိမ်နှင်းခဲ့ရင်လည်းဒီကိစ္စကနှစ်ဖက်စလုံးမမှန်ပါဘူးမနှိမ်နှင်းမြန်ရင်လည်းဒီသဘုံများသည်နော်
အိမ်ကြီးပေါ်အိမ်လေးဆောက်ပြီးအစိုးရယူနေပြည်သူကိုအကာအကွယ်ယူနော်ပြည်သူအားကိုးနေပေါ့နော်ပြည်သူအသက်တွေကိုစတေးပြီးတော့အစိုးရယူနေတာဟာဒီစစ်သွေးကြွတွေအားလုံးအစိုးရယူတွေတည်တင်တယ်ခင်ဗျားတို့ကိုကျွန်တော်တို့ကအပြစ်တင်တယ်ဒီကိစ္စမှာနော်ဒီကိစ္စတက်လေချောင်းကနေဟိုတိုက်ခိုက်ခဲ့ရင်လဲကျွန်တော်တို့အပြစ်တင်မှာဖြစ်တယ်လို့ဒီကိစ္စမျိုးတွေရဲ့မှာအပြစ်ကိုတဝက်နီးပါးတဝက်ကျော်နီးပါးယူရမှာကခင်ဗျားတို့အစိုးရယူတွေလည်းပြည်သူအသက်တွေကိုကာဘာယူပြီးတော့အစိုးရယူနေတာအဲ့တော့ခင်ဗျားတို့တွေရဲ့စုရက်တွေဟာစစ်ဖြစ်မဲ့နေရာဖြစ်တယ်လေနော်အဲ့တော့ဒူဝါလက်ရှိလားကိုယ်တိုင်နံပါတ်1ချက်သူတာဝန်ယူရမှာဖြစ်တယ်ဒီတပင်းဘုံကျဲမှုမှာသူတို့တွေကစကိုင်းတိုင်းကိုရောက်နေပါပြီတပုံရှိတဲ့အရက်ကလာမှာပဲလीနော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကစန့်ကျင်ကန့်ကွက်သူတွေလည်းရှိမယ်နိုင်ငံတကာအစိုးရတွေပေါ့နိုင်ငံတကာအစိုးရတွေလူခွင့်ရေးကောင်စီတွေသူတို့တွေကိုယ်တိုင်ကလည်းဒီပြဿနာရဲ့ဥပမာဖြစ်အင်္ဂလိပ်လိုပြောမယ်ဟေ့ဆိုလို့ရှိရင် they are part of problem ပြဿနာရဲ့အစိတ်ပိုင်း okay we want to be part of solution ဆိုတော့ကျွန်တော်တို့ပြဿနာအဖြေရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ချင်တယ်အားလုံးကပြဿနာနိုင်ငံတကာအဖွဲ့အစည်းနိုင်ငံတကာကလည်းတကယ်ပြဿနာဒီပြဿနာမှာတစ်ဖက်ဖက်ကိုလိုက်မိပြီเนาะလိုက်မိပြီဆိုရင်တေးချတယ်ခင်ဗျားတို့အားလုံးကပြဿနာတွေပါဥပမာပြအမေရိကန်ဒီလိုမျိုးပေါ့ဟိုစကိုင်းတိုင်းမှာဖြစ်ပြတယောက်နဲ့သူ့ကိုတက်ကိုသူတက်တာနဲ့ပတ်သက်ပြီးတော့ NUG မှန်ပါတယ် NASA ကမှားပါတယ်အဲ့ဒါဥရောပသမဂ္ဂအနေနဲ့လည်း NUG မှန်ပါတယ် NASA ကမှားပါတယ်ဆိုပြီးတော့NASA ကယူဒီလိုလောက်ရမယ်ဟဲ့ဆိုလို့ရှိရင်တေးချတယ်သူတို့ဒီလည်းပြဿနာရဲ့ဒီပြဿနာရဲ့အစုအဖွဲ့ဝင်တွေထဲမှာဒီပြဿနာကိုပို့ဆိုးအောင်လုပ်နေတာသူတို့လည်းပါတယ်သူတို့လည်းတာဝန်ယူရမှာဖြစ်တယ်ဒီလေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဥရောပသမဂ္ဂနဲ့အမေရိကန်လည်းသူတို့သာအကယ်၍ဒီပြဿနာဟိုလူမားပါဒီလူမားပါဆိုပြီးတော့ပြောခဲ့မယ်စစ်မှာဟိုလူမားပါဒီလူမားပြောတိချာသူတို့လည်းပြဿနာရဲ့အစိပ်ပိုင်းတစ်ခုပဲကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်လည်း NASA ကကြီးမှန်ပါတယ်ဟဟလားဘာမှဒီလိုလေချောင်းတိုက်ခိုက်မှုကြီးမှန်ပါတယ်နေ NUG ကြီးမှားပါတယ်ဆိုတဲ့ပုံစံမျိုးပြောရင်ကျွန်တော်လည်းပြဿနာရဲ့အစိပ်ပိုင်းတစ်ခုပဲအဲ့တော့ကျွန်တော်ပြောချင်တယ်အဓိကကတော့ဒီပြဿနာမှာဘယ်သူမှမမားသလိုဘယ်သူမှမမှန်ဘူးအဓိကပြဿနာကတော့အဲ့ဒီနိုင်ငံတကာ global standard ပေါ့နိုင်ငံတကာအဆင့်တန်းနဲ့ချိန်ရမှာပါเนาะနိုင်ငံတကာကျွန်တော်တို့ဥပဒေတွေနဲ့ချိန်ကြည့်လိုက်နိုင်ငံတကာမှာဘယ်နိုင်ငံမှာများပင်ကြီးပေါ်ပင်လေးပေါက်တာเนาะအိမ်ကြီးပေါ်အိမ်လေးစောက်တာကိုခင်ဗျားတို့နိုင်ငံတွေမှာလက်ခံသလားလက်ခံတယ်ဟေ့ဆိုလို့ရှိရင်တော့ NUG ရဲ့မြန်မာနိုင်ငံမှာအိမ်ကြီးပေါ်အိမ်လေးစောက်နေတာတွေကိုခင်ဗျားတို့အားပေးပိုင်ခွင့်ရှိတယ်ကိုယ်နိုင်ငံမှာကြတော့အစိုးရ2ရက်3ရက်ရှိပိုင်ခွင့်မရှိဘူးဟုတ်လားအစိုးရ1ရက်နဲ့စစ်တပ်တစ်ခုပဲရှိရမှာဆိုတဲ့ပုံစံမျိုးတွေရှိနေမယ်မြန်မာလိုနိုင်ငံမျိုးမှာဒါအစိုးရကြီးဟဲ့ဒါအစိုးရလေးဟဲ့ဒီဘက်ကအားပေးရမယ်ဟိုဘက်ကအားပေးရမယ်ဆိုတာဒီနိုင်ငံတကာအဖွဲ့အစည်းတွေဒီနိုင်ငံတွေကပြဿနာတကယ်သူတို့ကိုယ်တိုင်ပြဿနာတွေဖြစ်နေတာနော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီပြဿနာသူလုံးဝစိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်အခုလက်ရှိရေဘူးရအပြည့်သုံးသက်ယူဆလို့ရတာတော့ကျွန်တော်မပြေးတော့ကံရရှိပေါ့ဗျာနော်စစ်တပ်ဘက်ကတော့ညင်းဆိုတာရှိတယ်ကျွန်တော်တို့ကမပြေးတော့ကံရရှိစစ်တပ်ဒီလေချောင်းအဖြစ်ပုံမှန်တိုက်ခိုက်မှုတွေနော်ဒီသဘုံရှိတဲ့အရက်ကိုတိုက်ခိုက်မှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဝန်ခံပါတယ်စစ်တပ်ကလေချောင်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့ခံစားရပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဆွဆွဲမှုတော့မဟုတ်ဘူးကျွန်တော်ခံစားရတယ်ကျွန်တော်ခံစားချက်ပြီးတော့ပြောပိုင်ခွင့်ရှိပါတယ်နော်အဲ့တော့အိမ်ကြီးပေါ်အိမ်လေးစောင့်နေတာခင်ဗျားတို့အားပေးနေသမျှကာလပတ်လုံးခင်ဗျားတို့ကျွန်တော်တို့ဒီလေပြဿနာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတယ်ကျွန်တော်တို့ကိုယ်တိုင်အဖြေဖြစ်ဖို့ကြိုးစားအဖြေဖြစ်ဖို့ကဘာလုပ်ရမလဲကျွန်တော်တို့အားလုံးကအရှိတရားနဲ့အတိတရားကိုလက်ခံရမယ်အဲ့ဒါကတော့လေကျွန်တော်မြန်မာနိုင်ငံမှာအစိုးရတရက်နဲ့စစ်တပ်တစ်ခုပဲရှိရမယ်နော်အိမ်ကြီးပေါ်မှာအိမ်လေးစောင့်ဟိုနေရာကဟိုစစ်တပ်ဒီနေရာဒီစစ်တပ်ဆိုတဲ့ပုံစံမျိုးဟာအဲ့ဒါကိုလက်ခံတော့ခင်ဗျားတို့ကိုယ်တိုင်လည်းဒီပြဿနာကိုရှုပ်ထွေးအောင်လုပ်နေဥပမာပြ JFN ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ JFN ဆိုတဲ့အဖွဲ့အစည်းက Justice for Myanmar ပေါ့သူတို့ကတော့ကျွန်တော်တို့အဖွဲ့အစည်းကိုလေ့လာကြည့်တာတော့လေခိုးကြောင်ခိုးဝက်နဲ့ဖွဲ့ထားလို့ကြားသိရတယ်နော်သူတို့အဖွဲ့ဘယ်သူပဲဝါဆိုတာသူတို့မပြောဘူးနိုင်ငံတကာမှာရှိနေအချက်လက်တွေကိုသူတို့အားလုံးကိုလေ့လာတယ်လေ့လာပြီးတော့မြန်မာနိုင်ငံမှာပဲအစိုးရကပဲစီးပွားရေးလုပ်နေပါပြီဘယ်သူကပဲစီးပွားမြင်မတူတဲ့သူအသွင်မတူတဲ့သူသူတို့ဒီဘယ်လိုခေါ်မလဲဆိုတော့တော်လန်ရေးအားပေးဒီစစ်သေးကြတော်လန်ရေးကိုအားမပေးမထောက်ခံတဲ့သူမှန်သမျှဟာသူတို့ရဲ့ပြစ်မှတ်ဖြစ်ပြီးတော့အပြစ်ရှာနေတဲ့ GFN ဆိုတဲ့အဖွဲ့အစည်းရှိတယ်။အဲဒီအဖွဲ့အစည်းကအခုဆိုလို့ရှိရင်
ဒီပြဿနာပေါ်မှာအခြေခံမြန်မာပြည်ကတထေးကြီးတွေကြောင့်ဖြစ်တာဆိုပြီးတော့တထေးကြီးတွေကြောင့်ဖြစ်တာဆိုပြီးတော့ငါနဲ့မတူငါရန်သူအဖွဲ့အစည်းပါ JFM ဆိုတဲ့အဖွဲ့အစည်းကအဲ့တော့အဲ့အဖွဲ့အစည်းကပဲ Facebook ပေါ်မှာဆိုလို့ရှိရင်လည်းအမြင်မတူတဲ့သူတွေလိုက်ပြီးတော့မောင်းထုတ်နေတာတွေဟုတ်လားကျွန်တော်တို့ဒီ platform လုပ်နေရတဲ့အားလုံးကိုသူတို့ကပဲလုပ်နေတာဖြစ်တယ်အဲ့တော့ဒီအဖွဲ့အစည်းကတော်တော်ဟာသနိုင်တဲ့အဖွဲ့အစည်းပါအခုဒီပြဿနာဒီအဖွဲ့အစည်းကလည်းပြဿနာအဖွဲ့အစည်းပါနော်တို့မြန်မာနိုင်ငံကြီးပြဿနာကြီးဖြစ်နေလို့ပါအရာရာချင်းချင်းယုံကြည်ကြပါတဲ့နော်တဲ့ဟုတ်ပြီအဲ့တော့စာတင်ကြောင်းတည်တဲ့စစ်စခန်းမဟုတ်ပါလက်နက်တူလောင်လို့မရပါကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ဒီတပင်းနဲ့ပတ်သက်ပြီးတော့အတူချုံပြီးပြောရမယ်ဆိုလို့ရှိရင်လုံးဝစိတ်မကောင်းပါဘူးအကယ်၍စစ်တပ်ကလေကြောင်းတိုက်ခတ်ခဲ့သလားမတိုက်ခတ်ခဲ့သလားဆိုတာကိုတော့ကျွန်တော်တို့ဂါဂနနတိတိကျကျတေးသေးချာချာကိုကျွန်တော်တို့မပြောနိုင်ပေမဲ့စစ်တပ်ဒီလေကြောင်း